18ရက်တလ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုဆိုစပေါ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့မန်ချက်စတာယူနိုက်တက်ကမန်စီးတီးကိုအဖွဲချေစွမ်းနေပြသပြီး2စီးနဲ့နိုင်ရရှိခဲ့ပါတယ်ကိုဘီမိန်တို့အာမန်ဖာနန်ဒက်နဲ့ဒိုဂူတို့ချေစွမ်းပြသကစားခဲ့ကြပါတယ်အဲ့ဒီအပေါ်မိုက်ကယ်ကာရက်ကကိုဘီမိန်တို့ကအမကန်ကစားသမားတစ်ယောက်ပါသူ့မှာကြီးမားတဲ့ရေချင်းတွေရှိပြီးစွမ်းဆောင်ရည်တွေရှိပါတယ်။ကောင်းကောင်းကစားနိုင်တာကိုကျွန်တော်မျှော်လင့်ပါတယ်လို့ Sky ကိုပြောကြားခဲ့ပါတယ်။ဘာစီလိုနာကစားသမားဒရိုက PSG ကိုပြောင်းရွှေ့ခြင်းကြောင့်ဘာစီလိုနာကအတည်ပြုခဲ့ပါတယ်။မင်းညာကသတင်းတွေအရသဘောတူညီမှုဟာနီးကပ်လာပြီးဖြစ်ပါတယ်။ဒရို6တန်းတန်ပြောင်းရွှေ့ဟာလည်းမကြခင်ဖြစ်လာတော့မှာဖြစ်ပါတယ်။ဘာရဲတိုင်းစစ်မှုကြမဲ့မူစီယာလာဟာကြာရှိတဲ့အရာပြီးတဲ့နောက်မှာဂိုးဖန်တီးမှုနဲ့ပြန်လာခဲ့ပါတယ်။ပြန်ကစားနိုင်ခဲ့ပါတယ်။လိုက်စစ်ကို5-1နဲ့နိုင်တဲ့ပွဲမှာပွဲချိန်89မိနစ်မှာဝင်ရောက်ကစားခဲ့ပြီးဂိုးဖန်တီးမှုကိုပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဟော့ဖန်အသင်းဟာရှာရိုရူဘာအသင်းကအိုင်ရစ်ပါမီရှယ်မိုက်ကယ်နူနန်ကိုခေါ်ယူဖို့အဆင့်မြင့်ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့ပါတယ်။စက်တစ်အသင်းကလည်းခေါ်ယူခြင်းနေတာကြောင့်အသက်18နှစ်အရွယ်တိုက်စစ်မှုနူနန်ကိုပြီးခဲ့တဲ့24နာရီတွင်းကကန်လန့်မှုတစ်ခုကိုတင်ပြခဲ့တယ်လို့ဆိုလိုက်ပါတယ်။ဒါကြောင့်ဟော့ဖန်အသင်းဟာသဘောတူညီချက်ကိုအမြန်ဆုံး PCB စာချုပ်ကိုချုပ်ဆိုလိုနေပါတယ်။ရိုမာအသင်းကအီတလီကွဲလယ်လိုအက်ဒိုရာဒိုဟာဖရီအေဂျင့်အနေနဲ့ပရီးမီးယားလိဂ်ကလပ်ဝတ်ဖို့ကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘက်ကနှုတ်အားဖြင့်သဘောတူညီမှုကိုရရှိခဲ့ပြီးဝက်ဖို့မှာသူ့ရဲ့ကစားသမားဘွားကိုပြန်လဲစတင်တော့မှာဖြစ်ပါတယ်။6လကနဦးစာချုပ်အပြင်2031ခုနှစ်ဇွန်လအထိသက်တမ်းတိုးဖို့ရွေးချယ်ခွင့်တွေလည်းပါဝင်ပါတယ်။တူရကီကလပ်ထရက်စပွန်စပါအသင်းဟာပါမာဘယ်နောက်ခံလို့မာတီယာလိုဘတ်ကိုခေါ်ယူဖို့ပါမာနဲ့သဘောတူညီမှုကိုရရှိခဲ့ပါတယ်။ချယ်ဆီအသင်းဟာရင်းနဲ့ဗဟိုနောက်ခံလို့ဂျယ်မီဂျက်ကတ်ကိုခေါ်ယူဖို့ပြီးခဲ့တဲ့24နာရီအတွင်းကဓာတ်ရိုက်ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းနဲ့လီဗန်ဒေးပွဲစဉ်မှာရီယယ်က2စီးနဲ့နိုင်ရရှိခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာအာရာကူလာကဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီးမန်အော့တမန်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။အခုဆိုရင်သူဟာဒီယာတီမှာမန်အော့တမန်ဆိုအများဆုံးရရှိတဲ့ဒုတိယမြောက်ရီယယ်မက်ဒရစ်ကကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ MRB 12ကြိမ်အာရာကူလာ3ကြိမ်ဗီနီစီယာဂျူနီယာ2ကြိမ်တို့ပဲဖြစ်ပါတယ်။မိုက်ကယ်ကာရက်ဟာမန်ချက်စတာယူနိုက်တက်မန်နေဂျာအဖြစ်ကန်ရွယ်ခဲ့ရမှာပထမဆုံး၄ပွဲမှာရှုံးပွဲမရှိသေးပါဘူး။ဗီလာရီယယ်ကို2စီးနဲ့နိုင်၊ချက်စီကို1-1တရေ၊အာဆင်နယ်ကို3-2နဲ့နိုင်၊မန်စီးတီးကို2စီးနဲ့နိုင်ရရှိခဲ့ပါတယ်။နိုင်ရန်တိုက်စစ်မှုအိုလီဆေးဟာလိုက်စစ်တဲ့ပွဲမှာပွဲချိန်58မိနစ်မှာစတင်ကစားခဲ့ပြီးတကိုးသွင်းယူပြီး3ချိန်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဂျော့ဂျီဟန်အသင်းဟာနောက်ဆုံး10ပွဲမှာတပွဲပဲနိုင်ရရှိထားပါတယ်။နှစ်ပွဲတည်းရင်5ပွဲရှုံးရလက်ထွက်ပေါ်ခဲ့ပြီးခက်ခဲတဲ့ကာလတစ်ခုကိုဖြတ်သန်းနေရပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ကိုဆိုရဲ့ YouTube Channel လေးနဲ့ TikTok အကောင့်လေးကိုလည်း Like and Subscribe လုပ်ထားပေးပါအောင်နော်။